BNI မြန်မာ Peace Monitor က2025ခုနှစ်ဖေဖော်ဝါရီလအတွင်းစုဆောင်းရရှိထားတဲ့တိုက်ပွဲတွေစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေတိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့စစ်ဘေးရှောင်တွေထိခိုက်ဒဏ်ရာရရှိသူတွေနဲ့တေဆုံးသွားသူတွေရဲ့အရေးအတွက်တွေအပြင်ဖေဖော်ဝါရီလအတွင်းပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေအဖွဲ့အစည်းတည်တည်ထုတ်ပြန်ချက်တွေနဲ့ထူးခြားတဲ့သတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ BNI မြန်မာ Peace Monitor ကစုဆောင်းရရှိထားတဲ့အချက်လက်တွေအရဖေဖော်ဝါရီလအတွင်းတိုင်းနယ်ပြည်နယ်ဒေသအသီးသီးမှာအာဏာသိမ်းစစ်ကောင်စီတပ်အပါအဝင်တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြောင့်တိုက်ပွဲဖြစ်ပွားမှုပေါင်း89ခုအထိရှိခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားမှုတွေကိုဒေသအလိုက်ကြည့်မယ်ဆိုရင်မကွေးတိုင်းမှာ16ခု၊စကိုင်းတိုင်းမှာ15ခု၊ရခိုင်ပြည်နယ်မှာ73ခု၊တနင်္သာရီတိုင်းမှာ9ခု၊ရှမ်းပြည်နယ်၊မန္တလေးတိုင်း၊ကချင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာ6ခုစီ၊ကရင်ပြည်နယ်နဲ့အေရဝတီတိုင်းမှာ4ခုစီ၊မွန်ပြည်နယ်မှာ3ခု၊ချင်းပြည်နယ်မှာ2ခုနဲ့ကယားပြည်နယ်မှာ1ခုတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲတွေကိုမြို့နယ်လိုက်တရက်ကိုတစ်ခုဖြစ်သာမှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက်အကြိမ်အားဖြင့်ဆိုရင်တော့ယခုထပ်ပိုမိုများပြားနိုင်ပါတယ်။တိုက်ပွဲဖြစ်ပွားမှုတွေကိုအဖွဲ့အစည်းလိုက်ကြည့်မယ်ဆိုရင်စစ်ကောင်စီတပ်နဲ့မြို့ပြဒေသအလိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF LDF တွေကြားတိုက်ပွဲဖြစ်ပွားမှု50ခုစစ်ကောင်စီတပ်နဲ့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO တွေကြားတိုက်ပွဲဖြစ်ပွားမှု34ခုတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေချင်းချင်းကြားတိုက်ပွဲဖြစ်ပွားမှုက9ခုရှိခဲ့ပြီးတော့စစ်ကောင်စီနဲ့ PDF LDF တို့ကြားတိုက်ပွဲဖြစ်ပွားမှုတွေကအများဆုံးဖြစ်ပါတယ်။ဖေဖော်ဝါရီလအတွင်းနိုင်ငံတော်မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းကတဆင့်ဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း108ခုအထိရှိခဲ့ပြီးတော့စကိုင်းတိုင်းအတွင်းမှာလေကြောင်းတိုက်ခိုက်မှုအများဆုံးအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါတိုက်ပွဲဖြစ်ပွားမှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဖေဖော်ဝါရီလအတွင်းမှာအရက်သားတေဆုံးသူစုစုပေါင်း140ဦးရှိခဲ့ပြီးတော့ဒဏ်ရာရရှိသူကတော့263ဦးအထိရှိခဲ့ပါတယ်။တိုင်းနယ်ပြည်နယ်ဒေသအသီးသီးမှာတိုက်ပွဲတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်တွေအတွက်ကတော့ဖေဖော်ဝါရီလအတွင်းမှာစုစုပေါင်း36,100ရှိနေပြီးတော့မကွေးတိုင်းမှာ1000ပဲ၊စကိုင်းတိုင်းမှာ12,000၊မွန်ပြည်နယ်မှာ4,000၊ရှမ်းပြည်နယ်မှာ3,000တနင်္သာရီတိုင်းနဲ့အေရဝတီတိုင်းတို့မှာ1000စီနဲ့ကရင်ပြည်နယ်မှာ100စစ်ဘေးရှောင်နေကြရပါတယ်။ဖေဖော်ဝါရီလအတွင်းမှာတွေ့ဆုံဆွေးနွေးမှုအနေနဲ့ကတော့စစ်ကောင်စီနဲ့တအန်းမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့2ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလအတွင်းဖွဲ့စည်းသီးသီးကနေထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်တွေကမှအရေးပါပြီးတော့ထူးခြားတဲ့ထုတ်ပြန်ချက်10ခုကို BNI မြန်မာ Peace Monitor ကရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။အဆိုပါထုတ်ပြန်ချက်တွေကတော့စစ်ကောင်စီ၏ဖိနှိပ်မှုများရပ်တန့်ခြင်းတန်ပြီးဖြစ်ကြောင်း American နဲ့ UK ပါဝင်နိုင်ငံ9ခုတိုက်တွန်းကြောင်းထုတ်ပြန်ချက်စစ်အုပ်စုဟာမြန်မာနိုင်ငံပြိုကွဲမှုအခြေအနေကိုတွန်းပို့ဖန်တီးနေသည့်အထူးတရားခံဖြစ်ကြောင်းနိုင်ငံရေးအင်အားစုများကြေညာချက်စာနာရှင်မြတ်ဖြတ်ချေမှုန်းရေးတန်ဝါနဲ့မွန်လူငယ်များတိုက်ပွဲဝင်ပြီးဖြစ်ကြောင်းထုတ်ပြန်ချက်စစ်မှုရန်စေခိုင်းခံရသည့်စစ်သားများမိဆက်ရာတော်လှန်ရေးတပ်များထံရရာနည်းဖြင့်လက်နက်ချအလင်းဝင်ကြရန် TNU တိုက်တွန်းကြောင်းထုတ်ပြန်ချက်ကိုရင်ငါတွေဖြတ်တောက်မိရှို့တက်ခဲ့တဲ့စီပါရွာလူတက်မှုဟာစစ်ရာဇဝမှုမြောက်ပြီး ICC မှာအရေးယူဖို့ Fortify Right အဖွဲ့တောင်းဆိုကြောင်းထုတ်ပြန်ချက်မြန်မာဟာ American မျိုးသားလုံခြုံရေးကိုချိန်ချောက်ဆဲနိုင်ငံအဖြစ်သမ္မတ Trump ဆက်သက်မှတ်ကြောင်းထုတ်ပြန်ချက်စစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်များကိုညှင်းပယ်ကြောင်းနိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာအဖွဲ့များပူးရဲကြေညာချက်ဝန်ပြည်သက်ပါတီကြိုးပမ်းချက်လက်တွေ့အကောင့်ထဲပေါ်ရန်တော်လှန်ရေးအင်အားစုတိုက်တွန်းချက်စစ်ကောင်စီနဲ့ဆွေးနွေးပွဲမအောင်မြင်မဲ့ပြီးဆုံးကြောင်း TNL ထုတ်ပြန်ချက်အင်တာနက်ဖြတ်တောက်မှုအဆိုးအဝါးဆုံးနိုင်ငံအဖြစ်မြန်မာထိပ်ဆုံးမှရပ်တည်ကြောင်း Access Now အစီရင်ခံစာဖော်ပြချက်စတဲ့ထုတ်ပြန်ချက်တွေပဲဖြစ်ပါတယ်။ BNI မြန်မာ Peace Monitor ကနေ့စဉ်စောင့်ကြည့်ခဲ့တဲ့သတင်းတွေကဖေဖော်ဝါရီလအတွင်းထူးခြားတဲ့သတင်းကြောင်းရာတွေကတော့အာဏာသိမ်းမှု၄နှစ်ပြည့်နေ့တွင်စစ်အာဏာရှင်ဆန့်ကျင်ကြောင်းဘုဒ္ဓလင်ဒေသခံများဆန္ဒပြခြင်းစစ်ကောင်စီရွေးကောက်ပွဲမပြုလုပ်နိုင်အောင်တာစီရန်မရှင်များချမှတ်ထားကြောင်း NUG ပြောကြားခြင်းမြန်မာလူခွင့်ရေးဒီမိုကရေစီနဲ့မီဒီယာထောက်ပံ့ငွေဒေါ်လာတန်း40နီးပါးကိုဒေါ်နယ်ထရန့်ဖျက်တောက်လိုက်ခြင်းဗမော်တိုက်ပွဲမှာစစ်ကောင်စီတပ်သားတို့ချို့ကို KIA ကဖမ်းဆီးရမိပြီးတပ်နယ်စခန်းတွေကိုပါသိမ်းပိုက်ရရှိခြင်းမြန်မာပြည်ငြိမ်းချမ်းရေးအရှိန်မြင့်ဆောင်ရွက်ဖို့အာဆီယံအကြီးအကဲတွေပြောကြားခြင်းအင်းစိန်အကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသားများဗိမ်းပိုင်းဆိုင်ရာအမျက်ထုတ်စော်ကားခံရခြင်းရန်ကုန်နဲ့ပဲခူးတိုင်းတို့ကိုပြန်လည်စိုးမိုးဖို့တိုက်ပွဲတွေစတင်ဖော်ဆောင်လုပ်နေဖြစ်ကြောင်း NUG အစိုးရပြောကြားခြင်းတရုတ်နိုင်ငံ၌ဆွေးနွေးရန်ပြင်ဆင်နေစဉ် TNL ထိန်းချုပ်နေမည်
လောင်ချိုကိုစစ်ကောင်စီကဘုံ185လုံးတုံးပြီးတိုက်ခိုက်ခြင်းလူခွင့်ရေးကော်မရှင်အသစ်တရပေါ်ရဲ့ NUG, CRPH, NUCC နဲ့အရက်ဘတ်အဖွဲ့များကြိုးပမ်းခြင်းနေပြည်တော်တွင်စစ်မှုထမ်းရန်အင်အားစုဆောင်မှုအရှိန်မြင့်လှုပ်ဆောင်လာခြင်းစစ်ပွဲဧရိယာတွေကိုရောက်နေသည့်စစ်တွေမျိုးမှာပြည်သူများကိုစစ်ဘေးရှောင်ဝင်မပြုဘဲစစ်ကောင်စီပိတ်လောင်ထားခြင်းထိုင်းရနာပိုင်းတွေပြန်ပို့တဲ့မြန်မာလူသား200ခန့်ကိုစစ်ကောင်စီကစစ်မှုထမ်းဖို့ခေါ်ထားခြင်းကြားဖြန့်ကိစ္စအကြောင်းပြုပြီးတော်လိုင်းထိခိုက်စေမိစစ်ကောင်စီရဲ့အကြံစီကိုတတိထားရန် KNU ပြောကြားခြင်းမြန်မာနိုင်ငံကိုတနက်ရောင်းချမှုတားမြစ်ပြီးဒဏ်ခတ်ပိတ်ဆို့ရန်ကုလလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးတောင်းဆိုခြင်းစတဲ့သတင်းတွေပဲဖြစ်ပါတယ်။ပုံမပြည့်စုံတဲ့ချက်လက်တွေနဲ့သတင်းကြောင်းရာတွေကို BNI မြန်မာ Peace Monitor website မှာဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်ရှင်။